1384ခုနှစ်ဝရလဇန်17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောသင်္ချာဆရာဤမိဂုံကိုမြတ်ဗုဒ္ဓကဖြေချခြင်းအကြောင်းတရားဒေသနာတော်အဲ့ဆိုပြလက်ထက်ကခဏကမောက္ကလနာဆိုတဲ့သင်္ချာဆရာတို့ရှိကျောင်းသားတွေကိုသင်္ချာတတ်သင်ပေးတဲ့ဆရာခဏနဲ့ခဏပညာနဲ့အသက်မွေးတယ်လို့လည်းခေါ်တယ်ပေါ့ခဏကအရေးအတွက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဏနာစီဝသင်္ချာတတ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်လို့အဲ့တော့သူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားဖြေထားတာလေကနကမောက္ကလနာသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားလို့ရှိတယ်သူမိဂုဏ်တွေရလည်းပဲအသင်ယုတ်တိရှိတဲ့မိဂုဏ်တွေဖြစ်တယ်မြတ်စွာဘုရားရဲ့ဖြေဆိုမှုကလည်းပဲအဝတ္တန်ရှင်းနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသနာယူကြည့်ကြရအောင်မဇ္ဈိမနိကေမှာကနကမောက္ကလနာသုတ်သင်္ချာဆရာဖြစ်တဲ့မောက္ကလနာပုံနာသူ့ရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားကဖြေကြခဲ့တာဟာဗုဒ္ဓဝါဒရဲ့ကျင့်စဉ်တစ်ခုကိုဟောညွှန်းတာပဲဖြစ်တယ်အဲ့တော့ဒီသုတ္တန်ရဲ့အမေးဖြေကဗုဒ္ဓဝါဒမှာသို့မဟုတ်မြတ်စွာဘုရားရဲ့အဆုံးအမမှာအစဉ်အတိုင်းကျင့်ရတယ်ဆိုတာသူလမ်းစဉ်နဲ့သူတဖြည်းဖြည်းချင်းသင်သွားတယ်ဆိုတာကိုခေါ်ညွှန်းထားတာဖြစ်လို့ဘုရားသာသနာတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့လည်းပြောလို့ရတယ်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းသာသနာပေါ်ဝင်ပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတိုင်းသွားကြတယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့လမ်းဆုံးပန်းတိုင်ထိအောင်သွားတဲ့နိစ္စနစ်တွေကိုဒီထက်မှမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့ Buddhist practice လို့ Buddhist practice ဘုရားဘာသာရဲ့ကျင့်စဉ်တစ်ခုဆက်လိုက်ကျင့်သွားတဲ့ကျင့်စဉ်တစ်ခုthe way of Buddhist practice ကျင့်ရမယ့်လမ်းစဉ်ကိုပေါ်ညွှန်းတာဖြစ်တော့ဘုရားဘာသာရဲ့အနေနဲ့သိသိသိလိုက်တဲ့သုတ်တန်တစ်ခုလို့ယူဆရဒါကြောင့်လို့ဒီသုတ်တန်ရဲ့ဒီတန်းကစပြီးတော့ပြောမှဆိုရင်မြတ်စွာဘုရားကသာဝတိမြို့ရဲ့အရှိတ်ဘက်မှာရှိတယ်ဝိသခကျောင်းမကြီးဆောက်လို့လှူဒန်းထားတဲ့ပုပ္ပယုံကျောင်းပုပ္ပယုံဆိုတာပုပ္ပရာမပုပ္ပစာရှိသာဝတိမြို့ရဲ့အရှိတ်ဘက်မှာရှိစေတဝန်ကျောင်းကတောင်ဘက်နောက်ထောင်မှာရှိနော်ပုပ္ပယုံကျောင်းကသာဝတိမြို့ရှိတကနေထွက်ပြီးတော့သွားတော့အရှိတ်ဘက်အစိရဝတိမြစ်ကမ်းဘေးမှာရှိအဲ့ဒီမှာသာဝတိမြို့ရဲ့ရှေ့ကျောင်းမှာဝိသခလို့နာမည်ရှိတော့လည်းပဲသာဝတိရောက်တဲ့အခါကျတော့မိဂရမတာဆိုတဲ့နာမည်နဲ့ဒီနာမည်ကိုယူထားတာယူထားတဲ့နေရာမှာအကြောင်းနှစ်မျိုးတော့ပြောလို့ရတယ်အများသိကြတဲ့အကြောင်းကမိဂရတထေရဲ့ရောက်ခမတော်တာဝိသခရဲ့ရောက်ခမမိဂရတထေ
အဲ့ဒီတထေးကြီးကိုတရားဓမ္မသိရှိအောင်ဝိသခာရဲ့စွမ်းဆောင်နိုင်မှုကြောင့်ဝိသခာကိုသူ့အမေအရာသူ့ရောက်ခမကသူ့အမေအဖြစ်သဘောထားပြီးတော့ဆက်ဆက်တာမို့အဝိသခာမိဂရာမှာမိဂရာရဲ့မိခင်လို့ဆိုတယ်အဲ့ဒီတဲ့ပိုယုတ်တိရှိတာတော့အဲ့လေသူဟာနဲ့သူဟုတ်နိုင်တာပဲလေပိုပြီးယုတ်တိရှိတာတော့ရောက်ခမအမျိုးရဲ့နာမည်တွေမှာမိဂဆိုတာပါတယ်ဒါသူတို့ရဲ့စာတိတ်ဖြစ်ခြင်းဖြစ်မှာပေါ့နော်မိဂဇာလာတို့နော်မိဂရာတို့အဲ့ဒီမိဂဆိုတဲ့အသုံးမိဂသာလာတို့ဒါတွေကသူရောက်ခမဘက်ကမျိုးရိုးနာမည်တွေဖြစ်နိုင်တယ်ပေါ့မျိုးရိုးနာမည်တွေဖြစ်နိုင်အဲ့ဒီမဲ့ဝိသခာအိမ်အောင်ကြပြီးတော့ပထမဆုံးမွေးတဲ့ကလေးကိုမိဂရလို့နာမည်ပေးတယ်ဝိသခာကသာသမီ20ဖွာတယ်သူသာသမီကို20ဒါမို့ဝိသခာဟာအချမ်းရလွန်များတယ်ဝိသခာဝိတတိပုဒ္ဓနတ္တသစတုရောတတာသာသမီက20ကထပ်ပွားတော့မြေက400အဲ့ဒီကနေတဆင့်ပွားတော့သူရဲ့မြစ်တွေက8000လောက်ရှိတယ်သူဆိုတယ်အရောဂဗုဒ္ဓဝိသခမိသားစုဟာကျမကြီးလည်းကောင်းကြတယ်မိသားစုထဲမှာလည်းပဲအဲ့ဒါမှကျမကြီးကောင်းကြတယ်လို့ဆိုတယ်အဲ့တော့ဝိသခအိမ်မှာနာအေးမရှိဘူးလားဆိုမရှိဘူးတော့မဟုတ်ဘူးဥဒနာပါဠိတော်ထဲမှာသူအမတမအာကိုတဲ့ဝိယဝိဆာကိုလုပ်တဲ့သူ့ရဲ့မြေကလေးမလေးဆုံးသွားတဲ့အခါမှာမြတ်စွာဘုရားစီရောက်လာတယ်။ပြည့်ဆက်လက်နဲ့ဘုရားစီရောက်လာတာအဲ့ဒီဇာလန်လေးပါတော့ဝိသခာသူ့မိသားစုတွေဆုံးတာရှိတယ်ဆိုတာသိရတယ်နော်အဲ့တော့ဝိသခာကိုမိဂရလို့ခေါ်တာသူ့ရဲ့သားဦးရဲ့နာမည်အနေနဲ့မိဂရရဲ့မိခင်ဆိုတဲ့နာမည်ခေါ်လို့ရှိရင်ရိုင်းမှဆိုလို့ဒီလိုခေါ်ရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူဆောက်ထုတ်တဲ့ပြတ်သက်ကြီးကိုလည်းမိဂရမာတုပါတာတာမပြေမှာကပြတ်သက်လို့ပြောလိုက်တာနဲ့တပြိုင်နက်အချွန်တက်တွေပဲသွားမြင်တယ်သူတို့အဲ့ဒီမှာဆောက်တာတော့ချွန်တက်တွေနဲ့ဟုတ်ဖို့မရအချွန်တက်ပါရင်ကုဒါခါရတာလာလို့ခေါ်တယ်အုတ်တိုက်ပဲဖြစ်ပါတာရဆိုတာပမာအသုံးတွေကလွဲနေတယ်လို့ထင်ရတယ်ပေါ့နော်ပါတာရဆိုတာသူတို့အိန္ဒိယနိုင်ငံမှာအုတ်နဲ့တိဆောက်ထားပြီးတော့ရှင်းရှင်းလင်းလင်းအုတ်တိုက်ကြီးတွေဆောက်ထားတယ်အဲ့ဒါတွေကိုပဲပါတာရလို့ခေါ်ကြတာဒီမှာတော့ပြတ်သက်လို့ပြောလိုက်တာ ਨੇ အချွန်နေတက်တွေနဲ့အဲ့ဒါတွေပဲသွားပြီးတော့မျက်စိနဲ့မြင်နေပါတာရဆိုတဲ့စကားလုံးကအိန္ဒိယလာတဲ့စကားလုံးပဲသူ့ရဲ့ပါတာရကပါဠိလင်းလင်းချင်းချင်းနဲ့ကြည်ပြောရှုပြောရှုတဲ့အဆောက်အဦလို့ဒီလိုဆိုကောင်းဆိုလိုက်နော်လင်းချင်းနဲ့တော့ပါတာရကိုသူတို့အတန်နဲ့ဆိုပရာစာဒပါကပရာဆိုတဲ့အတန်နဲ့ထွက်ပရာစာဒအဲ့ဒီပရာစာဒကိုမြမကပြတ်သက်လို့ခေါ်လိုက်တာအမှုတွေ့ဦးကြလိုက်မယ်ပြတ်သက်ကိုရေးတဲ့အခါမှာဓာတုဤတတ်ထားတာနောက်ကပြတ်သက်ဆိုပါသောရေးချနောက်ကတာရေးချတာဓာတွေနဲ့တတ်တယ်ဘာဖြစ်လို့ဆိုပါတာဓာတွေနဲ့အဲ့ဒါကိုခေါ်လိုက်တာပြတ်သက်ဆိုတဲ့စကားလုံးဒါတော့ဟောရခုဆက်ခြင်းပဲ
ဘယ်ဘာသာဆိုရှိတယ်ဒါကိုအတွက်အသုံးတစ်ခုရတာဟောတာတစ်ခုရတာအဲ့တော့ဝိသခာဆောက်ထားတဲ့အကြောင်းကိုမိဂရမာတာပါတာထမိဂရမာတုပါတာထမိဂရမာတာပြတ်သက်ဆိုရှမ်းတန်ငါးတွေသတင်းသုံးတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောထားတာတော့ပကံကသဗ္ဗညုဖရာဟာအဝိသခာပြတ်သက်ပုံဆောက်တယ်လို့အပေါ်မှာဖရာတဲ့ထားတယ်ပေါ့နော်အခမ်းပေါင်း1000ရှိတယ်ဆိုပြောကြတယ်သူမတူကတော့ကိုမမြင်ဘူးတော့ပြောလို့မရဘူးဒါတော့အဲ့လိုဆိုတယ်ပေါ့သဗ္ဗညုဖရာဟာအဝိသခာပြတ်သက်ပုံစံဆောက်တယ်ဘောတော့ဖရာတင်ထားတာနေမှာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာသတင်းသုံးနေတဲ့အချိန်မှာဒီသင်္ချာအတ္တသင်ခုခေတ်တော့သင်္ချာပမောက္ခလို့ခေါ်ကြခေါ်မှာပေါ့သင်္ချာကတိကလို့ခေါ်ကြခေါ်မှာပေါ့ပါဠိလိုတော့ခဏကလို့ပဲသုံးအဲ့ဒီမောဂလနာဆိုတဲ့ပုံနာမြတ်စွာဘုရားစီရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားနဲ့ပေါ်ပေါ်ရွေနှုတ်ဆက်စကားပြောပြီးတနေ့ရမှာထိုင်အဲ့တော့ဘုရားစီလာကြတဲ့ပုဂ္ဂိုလ်တိုင်းကဘုရားကိုချတာမဟုတ်ဘူးဒီသင်္ချာဆရာကြီးကလည်းဘုရားစီရောက်လာပြီးတော့ရှင်ကြီးပဲနှုတ်ဆက်စကားပြောပြီးဘုရားရှိမှထိုင်နေတာအဲ့တော့သူဝချခြင်းမှချမှာပေါ့အဲ့တော့ဘုရားစီရောက်လာတိုင်းဘုရားဘာသာလည်းမဟုတ်ဘူးသူကြိုက်တယ်လို့ထိုင်တယ်အဲ့တော့သူလာပြီးတော့ဘုရားနဲ့လာတွေ့တဲ့သဘောပဲမိတ်ဆွေသဘောမျိုးလာတွေ့တာဘို့လိုနှစ်ချိုက်ကြီးရှိခိုးဥချပြီးတော့ထိုင်တာမဟုတ်ဘူးစကားစပြီးပြောနှုတ်ဆက်ပြီးတော့ဒါဘုရားလည်းပဲဖော်ရွေတယ်သူကလည်းဖော်ရွေမြတ်စွာဘုရားဖော်ရွေတယ်ဆိုတာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးပြောထားရှိဟောမြတ်စွာဘုရားဟာမိဟိတပုပ္ပင်ကမစကားပြောတော့မယ်ဆိုပြုံးပြီးပြောလို့ရှိတယ်အေဟိသောကတဝါရီဘယ်သူပဲရောက်လာစိတ်ပြက်မသွားဘူးဘုရားစီရောက်ရင်ဖော်ရွေလာပါထိုင်ပါမြတ်စွာဘုရားလို့ပြောဒုက္ခတမ္ပါတာစကားပြောဖို့ရအမှန်တမ်းလွယ်တယ်ဘုရားဆိုပြီးတော့မမနာကြီးတစ်ခွဲသားနဲ့ဒီလိုနေတာမဟုတ်ဘူးဘုရားနဲ့တွေ့တဲ့အခါမှာဖော်ရွေတယ်လို့ဆိုလို့နော်အဲ့စကားလုံးလေးတွေရှိတယ်အဲ့တော့ဒါကြောင့်ဘုရားစီကိုလာကြတယ်ဘုရားဘာသာမှလာတာမဟုတ်ဘူးဘုရားဘာသာမဟုတ်လဲလာပြီးတဲ့အခါမှာသူကစပြီးဆွေးနွေးတယ်အရှင်ဂေါရမတဲ့ဟောဒီပြတ်သက်ကျောင်းဆောင်ကြီးဟာလုပ်ငန်းနဲ့ပြောမယ်ဆိုရင်အစဉ်စဉ်လုပ်ထားတာပဲဖြစ်တယ်ဖောင်ဒေးရှင်းချပြီးတော့အစဉ်စဉ်ဒီပြတ်သက်ခြင်းတက်နော်အစဉ်စဉ်လုပ်ထားတဲ့လုပ်ငန်းစဉ်ရှိတယ်တဲ့နောက်ပြီးတော့ကျွန်ုပ်တို့ပုံနာတွေမှာလည်းပဲပြမနာတွေမှာလည်းပဲဖေးတင်သင်ကြားပေးတဲ့အခါမှာအစဉ်စဉ်သင်ကြားပေးတာရှိတယ်သူအတန်းလိုက်ပေါ့နော်အစဉ်စဉ်သင်ရတယ်တဲ့တခါလေးအတက်သင်နဲ့ညပြည့်လေ့ကျင့်တဲ့ကြောင်းတွေကလည်းပဲသူအစဉ်စဉ်ပဲသင်ရတယ်တဲ့ကျွန်ုပ်တို့သင်္ချာသမားတွေကလည်းပဲသင်္ချာသင်လို့ရှိရင်တဲ့အစဉ်စဉ်ပဲသင်တယ်သူအစဉ်နဲ့သူသင်သွားတာအဲ့ပထမသင်္ချာကျောင်းသားတယောက်ရလာပြီဆိုလို့ရှိရင်တဲ့ပထမဆုံးအနေနဲ့စပြီးဆိုခိုင်းတာပါဆိုတယ်တစ်တတိတစ်ဆိုတာစာဆိုခိုင်းတယ်ဧကံတစ်တတိတစ်နှစ်တလီနှစ်သုံးတလီသုံးအဲ့ဒီကနေပြီးတော့1နှစ်3လေးကနေစပြီးတော့နောက်ဆုံးမှာ
နော်ရှည်အတွက်ခိုင်းတယ်ပို့ပြီးတော့ခဏနေတိုးပြီးတော့ရေအတွက်ခိုင်းတယ်ရှားထောင်ထိအောင်ရေအတွက်ခိုင်းတယ်အဲ့လိုစပြီးတော့တဖြည်းဖြည်းချင်းခက်လာအောင်သင်္ချာတွေကိုအဲ့လိုသင်ပေးတယ်အဲ့ဒီလိုခုလိုအတတ်ပညာသင်တဲ့အခါမှာအစင်းစင်းလောက်ရတယ်လို့အရှင်ဘုရားရဲ့ဓမ္မဝိနည်းဆိုဓမ္မနဲ့ဆုံးမတဲ့ဒီအဆုံးမသာသနာမှာလည်းပဲအစဉ်တိုင်းသင်ယူဖို့အစဉ်တိုင်းသင်တဲ့စနစ်ရှိပါသလားဒါမေးတာနော်အစဉ်တိုင်းသင်တဲ့စနစ်ရှိသလားရှိတယ်လို့ပြောနိုင်သလားဆိုတော့မြတ်စွာဘုရားဖြေတာရှိတာဘောတဲ့ဘာနဲ့ဥပမာတူလို့ဆိုမြင်အတတ်သင်ဆရာတွေဟာအာဇာတိအာဇာတိမြင်မျိုးကောင်းရလာပြီဆိုလို့ရှိရင်ပထမဆုံးစကြဝဠာနေစာပြီးတော့သင်ပေးတယ်မြင်နိုင်မှုရဇက်ကအဓိကပေါ့နော်ဒါကြောင့်ယင်းပါဇက်ထဲမှာတန်ချက်တန်ကျိုးထည့်ပြီးတော့အဲ့ဒီမြင်ကိုပထမဆုံးသင်တယ်အဲ့ဒါကစာသင်တယ်ခိုင်နေဟိုသွားတိသွားစကြိုးကန်ပြီးတော့အမြတ်စွာဘုရားကမုခဒါနလို့ခေါ်တယ်စကြိုးကနေစပြီးတော့ခိုင်းသမျှလှုပ်တာဘယ်လောက်ထိအောင်ခိုင်းလို့ဆိုရင်ဆရာတွေကပြင်းကိုပြရခိုင်းတာတွေတို့ဂျာဘဲပေါ်ပြေးတာတွေထိအောင်နောက်ဆုံးမှမြင်းတတ်တဲ့နေရှိမြင်းတတ်တဲ့အတတ်တဲ့ကလည်းပဲအများကြီးရှိတယ်မြင်းစီအတတ်ကလည်းအများကြီးရှိတယ်မရဆွေနဲ့မှာအင်းဝခိကအင်းဝဘုရင်ဒုတိယမင်းကောင်းဟာမြင်းစီတက်18မျိုးတက်တယ်လို့ဆရာဆွေစာအုပ်ထဲမှာဆိုထားပြေးနေတဲ့မြင်းကိုနောက်ကနေလိုက်ပြီးခုန်တက်နိုင်တယ်အဲ့လိုထိကျွမ်းတယ်ပေါ့မြင်းပြေးနေတော့မတက်ရတယ်ပြီးတော့မြင်းကြောပေါ်မှာစီးရင်မြင်းပိုက်အောက်ကနေလှည့်ပတ်ပြီးတော့ကြောပေါ်ပြန်တက်အဲ့ဒါတော့ကျွမ်းတယ်လို့ပြောတာပေါ့ဟိုလှမ်းနဲ့လှမ်းထိုးရင်သူကမြင်းအောက်ဝတ်လိုက်တယ်မြင်းပိုက်တော့ပတ်တော့ဝတ်လိုက်တယ်အဲ့လိုဒုတိယမင်းကောင်းဆိုတဲ့ဘုရင်ဟာမြင်းစီတက်18မျိုးတက်တယ်လို့အဲ့လိုဆိုထားတာရှိတယ်အဲ့လိုမြတ်စွာဘုရားဥပမာအနေနဲ့ပြောတာအာဇာနည်မြင်းတဲ့ကောင်ကိုသင်လို့ရှိရင်ဘုခဒါတာဆိုတဲ့ဒီပါဇက်မှာတန်ထဲပြီးတော့စပြီးတော့အဲ့ဒီကနေစပြီးတော့ကြိုတက်ပြီးတော့စသင်တာတဲ့အဲ့ဒီတိုင်ပဲတဲ့ဆုံးမရမယ်တပြည့်တူရလို့ရှိရင်တို့ကလည်းပဲအစင်တိုင်းပဲသင်တယ်ကျောင်းသားသိရောက်လာလို့ရှိရင်ဘာသာဆိုတော့မြတ်စွာဘုရားသင်္မုန်ကြီးပြတယ်အေဟိတွံဘိက္ခုသီလဝါဟောဟိသာသနာ့ဘောင်ဝင်လာပြီဆိုလို့ရှိရင်လာအင်းပထမဆုံးကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်ကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်ပါတိမောက္ခသံဝရတံဥတောပါတိမောက္ခသံဝရတံဥတောဝိဟရဟိကိုကာဝဲဆောင်ရှောက်ပေးနေတယ်ကိုကျင့်တရားတွေနဲ့ထိမ့်သိမ်းဆောင်ရှောက်ပြီးတော့နေအာစာရခောစာရတပ္ပနောကိုလို့ရမယ့်အလုပ်ကိုလုပ်ကိုရဲ့နေပဲအတွင်းမှာပဲနေအာစာရခောစာရဆိုတာအာစာရဆိုတာကိုလိုက်နိုင်ရမယ့်အချက်ခောစာရဆိုတာကိုရဲ့နေပဲအဲ့တော့လောကမှာကိုတဲ့ပဲနဲ့ကိုနေရတာဘုန်းကြီးကလူတွေလှုပ်ထဲသွားရှုပ်ရင်အဲ့ဒါခောစရာမဟုတ်တော့ဘုန်းကြီးကဘုန်းကြီးနယ်ထဲမှာပဲနေဘုန်းကြီးလှုပ်သူတို့ဆိုလိုတာပေါ့နော်ကုံတယ်ကလည်းကုံတယ်လှုပ်ပဲလှုပ်
လေသမားလည်းလေသမားလို့သူများတဲ့ဝေမရှုံတဲ့လို့ဆိုအဲ့ဒါအာသရခောစရသမ္ပန်နော်ကိုလုံးမဲ့အလုပ်ကိုလုံးကိုယ့်ရဲ့ဘောင်တွင်းမှာပဲနေလို့ပြောဘောင်မကြော့သေးနဲ့ဒါသိအရေးကြီးတာပဲဘောင်ကြော့ပြီဆိုရင်ပြဿနာတက်မှာပဲလေဘုံကြီးကလူလောက်သွားလို့ရင်ကဲခံမှာပဲအေးကြအဲ့ဘုံကြီးလို့ဘုံကြီးပေါင်းနဲ့မှာပဲနေကိုလုံးမဲ့ကိစ္စကိုလုံးဒါကိစ္စမတူရုံကိုကိစ္စပဲကိုနော်လို့ဆိုလို့ကိုလုံးမဟုတ်တော့ဝင်းရှုံရင်မရအဲ့တော့မြတ်စွာဘုရားသာသနာ့ဘုံယဟန်တော်ဝင်လာရင်မင်းသီလနဲ့ပြည့်စုံနေအဲ့သီလဆိုတာပฏิဘောခပလာတဲ့သိက္ခာပုဒ်တွေတိုင်းကျင့်ရမှာကဓာရီပြီးတော့ကိုယ်ပေါင်းအတွင်းမှာပဲကိုနေသူများလည်းပဲကိုမခုနဲ့အာစာရခောစရတမန်အနုမတေသူဝိသေသူပြတတ္တဝိသမရယသိက္ခတိသိက္ခာဝိသမတ်ထားတဲ့ဥပရိစိကံနေပေါ်မှာအသေးဖွဲရစပြီးတော့မချိုးဖောက်နဲ့အသေးဖွဲရစပြီးတော့အပြစ်လို့ရှုမြင်ပြီးတော့နိအသေးဖွဲရစပြီးတော့အပြစ်မှန်သမျှကိုဘေးရအန္တရာယ်တစ်ခုတည်းနဲ့ကြည့်ရှုပြီးတော့နေရမယ်အဲ့ဒါစာသင်တာအဲ့ဒီလိုနေထပ်ပြီးဆိုတဲ့အခါကျတော့တဆင့်တက်သီလနဲ့ပြည့်စုံပြီယန္တိလုံးဝမဲ့လုပ်ကိုလုပ်တတ်လာပြီယန္တိရဲ့အနေထိုင်ဘောင်တွင်းမှာပဲနေတယ်သိက္ခာပုဒ်နဲ့ပတ်သက်ပြီးဂရုစိုက်တတ်လာပြီဆိုရင်နောက်တဆင့်တက်ယဟန်လာဒီနေ့ကနေစပြီးတော့မျက်စိနာနာလျကာယလို့ခေါ်တဲ့ဓဝရ6ပါးဣန္ဒြေ6ပါးတကားလုံအောင်ဆောင်လူရဲ့ခန္ဓာကိုယ်မှာတကား6ပေါက်ရှိတယ်မျက်စိကနေပြီးတော့ဒါတင်စားပြီးတော့သုံးတဲ့တကားပေါ့ထိုးဆိုတကားဆိုတင်စားပြီးတော့သုံးမျက်စိကနေပြီးတော့ဆင်းအာယုန်တွေဝင်လာမယ်မျက်စိကမြင်တာကိုပြောနော်နားကအတန်တွေဝင်လာမယ်နှာခေါင်းကအနတ်ဝင်လာမယ်လောကမှာမျက်စိနဲ့မြင်ရတဲ့အဆင်းရှိတယ်နားနဲ့ကြားရတဲ့အသံရှိတယ်နှာခေါင်းနဲ့နှမ်းရှူရတဲ့နှမ်းရှိတယ်လျှာနဲ့သိရတဲ့ရတာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ရှိတယ်စိတ်ကူးကြံစည်ရတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေဟာဒီဒွါရကနေစဉ်စဉ်ပြတ်ဝင်နေမှာဟုတ်တယ်လေလူဆိုတာပဲရှိတယ်နောက်ကျောကဘာမှဝင်မှာမဟုတ်ဘူးဝင်တာမျက်လုံးကဝင်တယ်နားကဝင်မယ်နှာခေါင်းကဝင်မယ်လျှာဝင်မယ်ကိုယ်ကဝင်မယ်စိတ်ကဝင်ကိုယ်လည်းစဉ်းစားကြည့်အဲ့ဒါဝင်ပေါက်တွေအဲ့ဒီဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်လို့ပြောတယ်ဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်ဆိုတော့ဘယ်လိုလုပ်ရမှာတော့ဆိုမျက်စိနဲ့အဆင်းမြင်ပြီးဆိုရင်မင်းပုံသဏ္ဍာန်นี่မမှတ်နဲ့ဩငါမျက်နှာမြို့သမီးကိုမြင်တယ်ဘု து မြင်တယ်ဘယ်ဝမြင်တယ်အဲ့လိုပုံပန်းသဏ္ဍာန်นี่မမှတ်နဲ့မြင်တယ်ပဲထားပါဏုပြည့်စမျက်နှာကပဲလို့မျက်ခုံးကပဲလို့လက်ကပဲလို့အသားကဖြူတယ်အသားမဲတယ်အရာမောင်းဒါတွေမကြည့်နဲ့မြင်တဲ့အရာတိုင်းမှာလိုက်ပြီးတော့မကြည့်နဲ့လို့ပြောနော်ဒါမျက်စိကိုသတိထားပြီးတော့ဆောင်းရှောက်တယ်အဲ့ဒါတွေမကြည့်နဲ့တဲ့ယတဝအဓိကရဏမေနအိန္ဒြိစက္ခုနရိယအတ္တဟုတံဝိဟရန္တအေးမျက်စိကိုထိမ့်ထိမ့်သိမ့်သိမ့်မနေဘူးဆိုလို့ရှိရင်တဲ့အဲ့လိုထိမ့်ထိမ့်သိမ့်သိမ့်မနေတဲ့ပုဂ္ဂိုလ်ကိုအဘိဇာဆိုတဲ့လောဘဒေါမနတဆိုတဲ့စိတ်ခံစားချက်တွေသို့မဟုတ်ဒေါသတွေသို့မဟုတ်တခြားအကုသိုလ်တွေဟာအတင်းအကျပ်လိုက်ပါလာတဲ့မြင်တဲ့အပေါ်မှာအဲ့ဒီအကုသိုလ်တွေဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကိုမထိမ့်ဘူးဆိုရင်မြင်တာကိုအကြောင်းပြုပြီးလောဘဖြစ်မယ်ဒေါသဖြစ်မယ်လောဘဖြစ်မယ်ဒေါသဖြစ်မယ်အဲ့ဒါကိုထိမ့်ဖို့မင်းကျင့်ရမယ်စက္ခုံတွေကိုထိမ့်ပါစက္ခုံတွေကိုဆောင်းလျှောက်ပါစက္ခုံတွေမှာစောင့်စည်းမှုလုပ်ပါအဲ့တိုင်းပဲ
နာဩတ္တိန္ဒြေကာနိန္ဒြေစီဝိန္ဒြေကာယိန္ဒြေမနိန္ဒြေမထိန်ဘူးဆိုရင်လောဘဒေါသတွေလာလိုက်မယ်အဲ့ဒါမဖြစ်ရအောင်ဣန္ဒြေ6ပါးကိုထိန်းသိမ်းဆောက်ရှောက်တဲ့အလုပ်ကိုလေ့ကျင့်ဆိုပြီးတော့တမ်းပြီးကမ္မထံဟောတာမဟုတ်ဘူးပထမသီလဒုတိယမျက်စိနာနာလျာကာယဝင်လာမဲ့ဟာတွေကိုအကုသိုလ်မဖြစ်အောင်ထိန်းခိုင်းတယ်အဲ့ဒါထိန်းတာအလေးကျင့်ရသွားပြီဆိုလို့ရှိရင်ပါထထိန်းခိုင်းရဟန်းလာခဲ့ကဲဒါပြောမဲ့နားထောင်မင်းအစာအာဟာရစားတဲ့အခါမှာအသိပညာနဲ့စားနော်အတိုင်းတာသိပြီးစားအတိုင်းတာဆိုဒီမှာဘာကြောင့်စားတာအတိုင်းတာတစ်ခုစားတဲ့အတိုင်းတာတစ်ခုနော်ကိုယ်နဲ့သိမသိသိတာတစ်ခုအဲ့ဒီဘောဇနိမတ္တင်ညုတာဘောဇနိမတ္တင်ညုအတိုင်းတာနဲ့သိပြီးစားဆိုတာဘာပြောတာတော့ဆိုပဋိသင်္ခယောနိသောအာဟာရအာဟာရေယတိမင်းအစာစားတော့မယ်ဆိုရင်အသိပညာနဲ့ဆင်ញင်ပြီးမှစားဒီတိုင်းအရင်မစားနဲ့စဉ်းစားလိုက်အောင်ငါစားတာဟာပျော့ဖို့စားရလားရှင်မှုမေ့လျော့ဖို့စားရလားကိုလှအောင်ပါအောင်စားရလားကိုအသားတွေပြည့်ဖြိုးအောင်စားရလားမဟုတ်ဘူးအဲ့ဒါအတွက်မစားရအောင်အဲ့လိုစားတာမဟုတ်ဘူးအဲ့ဒီရွေးချက်မပါဘူးဒါဖြင့်ဘာအတွက်စားရတော့ဆိုဟောဒီကိုကာယကြီးတည်တတ်မှုအတွက်ညတ်တာဖို့အတွက်မမြတ်မတလို့အာဟာရမရှိလို့ရှိရင်ပြင်ပန်းဆင်းရဲမှုတွေဖြစ်နိုင်တယ်မြတ်သောအကျင့်ကိုကျင့်နိုင်ဖို့အထောက်အကူဖြစ်ဖို့သာစားရမယ်ကိုစားတာအဲ့ဒီအတွက်စားတယ်လို့နှလုံးသွင်းပြီးတော့စားအဲ့ဒီလိုစားခြင်းဖြင့်ကုရဏိသဝေရဏပฏิဟင်္ဂမိမစားခြင်းကြောင့်စားလောင်မှုသိကစတိဖြစ်တာတွေပါလေအကုန်လုံးအဲ့ဒီယောဂလည်းမဖြစ်စေရဘူးကြောက်ရမယ်နဝိသဝေရဏနောက်ပါတိတာပြီးစားခြင်းကြောင့်အလွန်အကျွံစားခြင်းကြောင့်ဗိုက်တင်းပြီးအစာမကြေယောဂဒါမျိုးတွေလည်းဖြစ်စေတယ်တိုင်းတာတစ်ခုနဲ့စားယန္တရာသမေဘဝိတ္တိနဝိသတာစာဖာသူရတော့ဆိုငါစားခြင်းကြောင့်နေလို့ထိုင်လို့လည်းကောင်းရမယ်နော်အလုံးမကြောမစားရင်နေလို့ထိုင်လို့ထွေးစားပြီးတော့အိပ်ရတယ်လဲအိပ်ရတာမျိုးမဖြစ်စေတော့ဖိုက်လေးပြီးတော့အိပ်ရတယ်လဲအိပ်ထားအဲ့ဒါဒီနေရာမှာအစာကြည့်တဲ့ပုံနာတွေအကြောင်းလည်းရေးလေးရှိကြတယ်အဲ့ဒါမဲ့အဆိုးဆုံးကတော့ဘာလို့ဆိုရင်ဗုဒ္ဓဝမိကဒီအာဟာရဟထတို့အာရထဆိုထမင်းစားပြီးမထနိုင်တော့ဘူးထမင်းပွဲလာပါအောင်ဆွဲထုပါအောင်ဆိုတာဖြစ်ရဘိုက်ကလေးလုံးအချင်းအဲ့လိုပုံပုံမျိုးအဲ့ဒါမျိုးတွေမဖြစ်စေနဲ့လို့စားပြီးတော့သင်ပေးရမယ်တဲ့အဲ့ဒါစားခြင်းနဲ့ပတ်သက်ပြီးအသိပညာနဲ့စားဖို့အဲ့ဒါကိုဆရာတော်ကြီးတွေကကြပြလုပ်ပေးထားတာဤသီးစားဖို့အမဲမဲကိုမြွေမှန်ကြွလာပါရေးစံဒီဟာကိုကြပြလုပ်ထားတာနော်အဲ့ဒါဟာမတ္တညူလို့ခေါ်တယ်အသိဉာဏ်နဲ့စားတာအဲ့ဒါကိုသင်ပေးရမယ်တတိယအဆင့်အဲ့လိုသင်လို့တတ်သွားပြီဆိုတော့သရုတ်ထအဆင့်အနေနဲ့ဗာသင်ရမှာတော့ကဲလာမင်းစားတတ်ပြီစားတတ်လို့ရှိရင်ဒီနေ့ကုန်းမှာအလုပ်လုပ်ရမယ်နေ့တို့ညတို့လုပ်လို့နိုးကြအလုပ်လုပ်ရမယ်ဘယ်လိုလုပ်သာဂရိယအနုယုံစေယအနုယုံစိတ်တော်ဝိဟရဟိနိုးကြကြိုးစားပြီးတော့နေနိုးကြကြိုးစားပြီးနေဘာလို့အောင်လဲနေခါမှဆိုရင်စဉ္ညာလျှောက်လိုက်ထိုင်လိုက်စဉ္ညာလျှောက်လိုက်ထိုင်လိုက်အိတ်တာမပါဘူးနော်လမ်းလျှောက်မယ်ထိုင်မယ်အဲ့ဒီအချိန်မှာကိုယ်စိတ်ထဲမှာဝင်ရောက်ပြီးနှောက်ယှက်လာတဲ့လောဘဒေါသစတဲ့နိဝရဏတရားတွေကိုရှင်းထုတ်အောင်မဖြစ်အောင်ထိတ်ရမယ်ရှင်းထုတ်တယ်မဖြစ်အောင်ထိတ်ရညကြတော့၃ပိုင်းခွဲလိုက်တယ်ပထမယံအခု6နှစ်ရနေပြီးတော့10နှစ်လောက်ထိတာပထမယံ10နှစ်ဟိုဘက်2ချက်ထိုးလောက်ထိအောင်ပစ္စည်းမယံလို့ခေါ်2နှစ်ဟိုဘက်ကနေပြီးတော့ပစ္စည်းမယံလို့ခေါ်ညကိုယံ3
အပိုင်းခြား၃ခုနဲ့သတ်မှတ်လိုက်အဲ့တော့ညအခါမှာပထမယံဆိုလို့ရှိရင်စဉ္ညာသွားထိုင်နေပါတော့တယ်လို့ပဲလို့မစ္စည်းမယံရောက်တဲ့အခါကျတော့မင်းအပန်းပြေးပြီးတော့အိပ်ပုံအိမ်နေတောင်သင်ပေးထားတာလက်ရဘက်ကိုစောင်းပြီးတော့ထူးစစ်နှစ်ခုခြေမျက်စိနှစ်ခုမထပ်အောင်နည်းနည်းလွှဲပြီးတော့ထားပေါ်ချတော့တစ်ဖက်စောင်းအိပ်ဘက်လည်းမအိပ်နဲ့ဖေဘက်ကိုလည်းစောင်းမအိပ်နဲ့ညဘက်ကိုစောင်းအိပ်တဲ့အခါမှာဒီတိုင်းပဲအိပ်နဲ့ဘယ်ချိန်ထမယ်ဆိုတာကိုစိတ်ဆုံးဖြတ်ပြီးမှအဲ့လိုအိပ်လို့ရှိရင်အဲ့ဒီချိန်နိုးကိုနိုးတယ်စမ်းသပ်ကြည့်တယ်စမ်းသပ်ကြည့်အိပ်တဲ့အခါမှာစိတ်ထဲမှာဘယ်ချိန်ကျရင်ထားမယ်ဘယ်ချိန်မှာနိုးရလဲဆိုပြီးအဲ့ချိန်နိုးအပြင်းကြည့်ပြီးဆက်အိပ်ရင်တော့မရတော့ဘူးပြင်းမကြည့်ပဲနဲ့အဲ့လိုလေ့ကျင့်ရချို့ကျတော့နိုးရတဲ့ပြင်းမှထားမှပြင်းတယ်နဲ့ဆက်အိပ်အဲ့ဒီလိုညလက်မှာထားပြီးတော့နောက်မနေ့စောပစ္စည်းမယံနှစ်ချက်ကြော်တဲ့ချိန်မှာအိပ်ရထားပြီးတော့စဉ္ညာသွားတယ်လမ်းလျှောက်တယ်ခုနလိုနေလို့အဲ့လိုပဲကိုယ်ရင်နဲ့နှလုံးထဲမှာလောဘတွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဒေါသတွေကမ္မထာနဲ့နေတယ်ပေါ့အိပ်ပဲအဲ့ဒါတရားအထုတ်တယ်တရားအထုတ်တဲ့အချိန်တွေကိုဒါတိုင်းထိပ်ပေါ့ပဲနော်စိတ်ဓာတ်တွေမှာတိုင်းထိပ်ပေါ့ဆွဲရင်အဲ့တိုင်းပဲဆွဲရ၄နာရီတော့အိတ်ခွင့်ရှိတယ်နိုင်ငံသားတွေကအဲ့ဒီစီကံတွေ့တဲ့အခါကျတော့သူတို့ကငယ်ငယ်လေးတဲ့တင်တာလူတယောက်ဟာ၈နာရီအိတ်မှကျမ်းပါတယ်လို့ထင်၄နာရီလောက်တင်အိတ်ရမယ်ဆိုနည်းနည်းတွန့်သွားဒါပေမဲ့သူတို့တရားအထုတ်ရင်နောက်လုံးဝမအိပ်ဖဲတော့နေသွားတယ်ကျမ်းမကြီးမထိခိုက်ဘူးဆိုတာသိသွားတယ်နောက်ချမထိခိုက်သူတို့တင်ထားတာနဲ့တတော်စီဖြစ်နေသူတို့ကလူတယောက်ဟာတနေ့ကို၈နာရီအိမ်မှာစံချိန်မိတယ်ပေါ့အဲ့လိုဆိုအခုမြတ်စွာဘုရားစနစ်အရာကြတော့အဲ့လောက်မအိပ်ရဘူးလို့ဆိုအဲ့ဒါလေးချက်ဒီလိုသင်လိုက်တဲ့အခါသူအလေးကျင့်ကောင်းကောင်းရသွားပြီဆိုနောက်တစ်ဆင့်တက်တော့ပါသင်လို့ဆိုလာကိုတော့တတိအတိနဲ့နေမလုပ်လို့ကိုတော့တတိထားလို့အတိနဲ့လို့တတိထားမှသိတာဖြစ်တယ်တတိကဘာလုပ်တာတော့ဆိုကိုလုံးမဲ့အလုပ်ပေါ်မှာတတိကတ်ထားလိုက်ဘာလုပ်တယ်ဆိုတာသိနေအောင်လူတွေမှာစဉ်းစားကြည့်လေထိုင်းနေတယ်ဆိုတာထိုင်းနေတယ်လို့သိမှမသိတာဘယ်နှခါသိတော့ကိုထိုင်းနေတောင်တွေမြောက်တွေတွေ့အိတ်နေရောသိလားမသိဘူးကိုတွေးခြင်းတဲ့နေရာတွေ့ကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာမသိဘူးသိတယ်ထင်မနေနဲ့နော်ကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာသူကသာထိုင်နေတာစိတ်ကတခြားရောက်လုံးနေတာနဲ့သိနေတာနဲ့တခြားစီဖြစ်နေအဲ့တော့ဘာနဲ့တူတော့ဆိုအိမ်ငကားတွေဖွင့်ပြီးရှောက်လဲနေတာနဲ့တူခန္ဓာကိုယ်နဲ့တတိကမကတ်ဘူးဖြစ်အဲ့ဒါကိုပြန်လေ့ကျင့်တာပြန်လေ့ကျင့်တယ်အဲ့တတိတံစညာလေ့ကျင့်တာလို့ခေါ်တယ်အဲ့တော့လူကတွေးကြံတွေးငေးကြံငေးတတ်တဲ့ဝါသနာရှိတာကိုတွေးကြံတွေးငေးကြံငေးနေမှာဆိုလို့လာတတိအတိနဲ့နေရှေ့ကိုခြေလမ်းနဲ့နောက်ကိုဆုပ်တယ်မဆုပ်ခင်အတိထားရှေ့ကိုခြေလမ်းတော့မယ်တတိထားနောက်ကိုဆုပ်တော့မယ်တတိထားပါရှိတယ်မတ်တမဲမဆုပ်လိုက်နဲ့လူတွေသွားကြရှိရုပ်တရက်ထားတော့မယ်ဆိုတော့မသိဘူးလေရှေ့ခြေလမ်းနဲ့ဆိုတော့မသိဘူးနောက်ဆုပ်တဲ့ဆိုတော့မသိလိုက်ဘူးကိုယ်စောနဲ့ကိုယ်ပဲတယ်လီဖုန်းလာတဲ့ဆိုထားတော့တယ်လီဖုန်းလာတဲ့အာယုံပေါ်မှာရောက်နေကိုဘာလုပ်တယ်ဆိုမသိဘူးနော်အဲ့ဒါကြောင့်အဘိက္ခံတိပဋိက္ခံရှေ့ရွှေ့တယ်ဆိုတော့သိနောက်ရွှေ့တာဆိုတော့လည်းသိရမယ်ဒါတစ်ချက်နောက်တစ်ခုကဘာလို့ဆိုအာလောကိတေဝိလောကိတေကိုကြည့်တာတောင်မှပဲတတိအတိနဲ့ကြည့်ငါဘာကြည့်တာလဲအဲ့ဒါလည်းသိအောင်လုပ်ကြည့်တာမသိလိုက်ဘူးလေမြင်တဲ့လူပဲသိတာ
ဘသူလာတဲ့ဒါပဲသိတယ်သူချီတယ်ဆိုတာမသိဘူးသူချီလို့မြင်တယ်ဆိုတာမသိဘူးနောက်တစ်ခုကဘာလို့ရမှာတော့ဆိုလက်ကွေးတာချီကွေးတာလက်ဆန်တာခြေဆန်တာကိုယ်လက်လေးပဲကိုကွေးခြင်းတို့ကွေးမှလို့မဟုတ်ဘူးမကွေးခင်ကကွေးခြင်းနဲ့စိတ်ဖြစ်တယ်သိအောင်လို့ဆန်လို့ရှိရင်လည်းဆန်ခြင်းနဲ့စိတ်လေးအရင်ဖြစ်တယ်အဲ့ဒါလည်းတတိနဲ့အတိနဲ့လုံးတယ်တတိလည်းရှိရမယ်အတိလည်းရှိရမယ်တတိဆိုတာတော့ကိုယ်ဘာလုပ်တယ်ဆိုတာမှတ်ရအတိဆိုတာကြတော့ဘာချောင်လုပ်တယ်ကိုလုပ်တဲ့နေရာအနေနဲ့ကင်းရလားဆိုတာတွေပါသိအနေမကင်းလို့အဲ့ဒါတွေတတိပဋ္ဌာသည့်အတွက်ကြောင့်ရေချိုးကနေချော်လဲတာတို့ဟိုနာချော်လဲတာဒီနာချော်လဲအဲ့ဒါဖြစ်တာအဲ့ဒါအတိတတိမဲ့သွားတာပေါ့နော်အဲ့ဒါတွေကစာပြီးသိရမယ်တဲ့နောက်တစ်ခုကဘာတော့အဝတ်စားပြင်ဝတ်ထားတို့ဘုန်းကြီးတွေကြတော့သင်္ကန်းပြင်တာတပိတ်ကိုင်းတာသိရအဲ့ဒါမသိလို့ရှိရင်တပိတ်ကိုင်းတာမဟုတ်ဘူးသူကမောကျင်မော့ခလုတ်တိုက်တပိတ်ကြကွယ်ခွက်ကြကွယ်စွန်းကြပကံကြကိုယ်စိတ်ကတခြားရောက်လာကိုယ်ဘာလုပ်နေတယ်ဆိုတာမသိဘူးခွက်ကိုင်းနေတယ်လည်းမသိဘူးအဲ့လိုနဲ့ကွယ်ပေါင်းများလားနော်အဲကြောင့်အဲ့ဒါလည်းတတိအတိနဲ့ကြံရမယ်နောက်တစ်ခုကဘာတော့ဆိုအတိတိပိတိခာဣတိတာဣတိအတိတဆိုတာစားတာပိတဆိုတာတောက်တာခာဣတဆိုတာဝါစားတာဟိုခာဣတဆိုတာခဲပွဲမုံကျွတ်ဝါစားတာမျိုးအတိတကထမင်းစားတာထမင်းစားတာခဲပွဲဝါစားတာရေတောက်တာအာဣတဆိုတာရက်စားရက်သလိုရှာနေရက်တာအဲ့ဒီကိစ္စတွေမှာလည်းငါဘာလုပ်နေတယ်ဆိုသိရမယ်နော်ဘာလုပ်တယ်ဆိုသိရမယ်နောက်တစ်ခုကျတော့ကုံပြောမယ်တွိုင်းလက်ထက်ဝင်သိဥစ္စာရပတ္တဝါကမိဥစ္စာရပတ္တဝါကမဆိုတွိုင်းလက်ထက်ဝင်တာကိုလည်းသိတော့ကျမအေးအနေနဲ့ပြောမှဆိုလို့ရှိရင်ကိုနောက်ဖေးနောက်ပြီးသွားတဲ့အခါမှာဘာအိမ်အောင်သွားတာလဲတတိထားကြည့်စီးသွားတဲ့အခါဘာရောက်သွားတာလဲသတိထားကြည့်အဲ့ဒါတတိမထားလို့ယောဂရပြီဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိဥပမာဝန်းနေ+2တွေအနက်တွေသွားနေတဲ့ဆိုရင်အဲ့ဒါအစာအိမ်သွေးကြောပေါက်နေသွေးတွေသွားတယ်ဆိုရင်တော့အစာအိမ်သွေးကြောနဲ့မဆိုင်ဘူးအပြင်းမှာဖြစ်တာ+2ဆိုရင်အနက်တွေသွားနေပြီကတ္တရာစီလို့နက်တယ်ဆိုရင်အဲ့ဒါအရေးကြီးနေပြီဒီတွေးကြောပိတ်မှာမပိတ်ရင်မရအဲ့ဒါမျိုးစီဆိုရင်အယောင်တွေကဘာဖြစ်နေတယ်ဆိုတာနော်စီကြိုရှိမှတတိထားမှာမဟုတ်ဘူးတတိထားနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကတိထိတိနိသိဏိသုတ်တိသဂရိတိဘာသိတိတုံနိဘဝေသွားတဲ့အခါဖြစ်စေရက်တဲ့အခါဖြစ်စေထိုင်တဲ့အခါဖြစ်စေအိတ်တော်မဲ့အခါဖြစ်စေအိယာကနိုးလာတဲ့အခါဖြစ်စေစကားပြောပြီဆိုတဲ့အခါဖြစ်စေတိတ်တိတ်နေတာပဲဖြစ်စေအလုံးသိနေငါတိတ်တိတ်နေတာဘာနဲ့တိတ်တိတ်နေတာငါဘာတွေတွေးနေစကားပြောတယ်ငါဘာတွေပြောလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ကံလုပ်ရမယ်လို့ဓမ္မသတိပဋ္ဌာန်သုံးပါလဲအတိုင်းဟောတာပဲနော်အဲ့ဒါတတိကောင်းခြင်းရင်အတိညာစဉ်းစားတတ်ခြင်းအဲ့ဒီဟာလေ့ကျင့်ရမယ်အဲ့တော့ကမ္မထံအထုတ်တယ်ဆိုတာဆင်းရဲသွားတာနော်ဆင်းရဲသွားအဲ့ဒါဒီဘလို့ပဲနဲ့ကြောပြီးတော့ထွက်သွားလို့အဲ့တော့ဖောင်ဒေးရှင်းမချပဲနဲ့တိုက်ဆောက်တယ်လို့ဖြစ်အဲ့ဒါလို့တတိတမ္ပဇဉာဏ်နဲ့ပြည့်စုံပြီဆိုတဲ့အခါရှေ့တက်ပြီးတော့သူ့ကိုဆုံးမကဲခုပြောတာတွေပြည့်စုံပြီ၅ချက်ရှိသွားဒီလားရှိတယ်နော်အိနေရိတုကိုဒ္ဒတော်ရဘောဇနိမတ္တညုတာဇာရိယနုယောဂပြီးတော့တိလအဲ့ဒီ၅ခုနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့ရှေ့တဆင့်တက်ကဲလာကိုတော့ရကြောင်မှသွားနေတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုသွားတစ်ပင်အောင်မှာဖြစ်စေတောထဲမှာဖြစ်စေတောင်ပဲဖြစ်စေ၆ကပ္ပမှာဖြစ်စေ
လိုင်းကူမှာဖြစ်စေသုတ်တံမှာဖြစ်စေတောတဲ့ကလွင်ပြင်မှာဖြစ်စေနော်သို့မဟုတ်လူတွေမိုးခုရအောင်ကောက်ရိုးအုံကြီးလှုပ်ထားတာပဲဖြစ်စေအဲ့ဒီနေရာတွေကိုသွားပြီးဘသူမှမရှိတဲ့တစ်ပင်အောက်တို့နော်တောင်ကောင်းတို့6တို့ကန္တရာဆို6တို့ခိရိကုဟာဆိုလိုင်းကူတို့သုဒ္ဓနာဆိုတင်ကြိုင်တို့ပဏပဋ္ဌာဆိုတော်တဲ့ကလွင်ပြင်းကြီးတို့အဘောဂတဆိုလွင်တီးကောင်းတို့လာလပုံစကောက်ရိုးပုံတို့ကောက်ရိုးပုံဆိုအထဲထဲမှာဝင်းခိုလို့ရအောင်လုပ်ထားတဲ့ကောက်ရိုးအဲ့ဒီတွေကိုသွားပြီးနေပါဆွမ်းခံပြန်လာလို့ရှိရင်ဆွမ်းခံသွားပြီးပြန်လာလို့ရှိရင်တင်မြင့်ခွေးထိုင်ခါထက်ကိုဖြောင်းဖြောင်းထားပြီးတော့တတိကိုနော်တတိကိုကမ္မထာအာယုံဘက်ကိုတွတ်ထားထွက်လေဝင်လေးဆိုထွက်လေဝင်လေးပေါ့ဘုရားနုဒတိပွားတဲ့ဆိုဖျားအာယုံပေါ့အဲ့လိုသွားပြီးတော့ကိုယ်ရင်တဲ့နှလုံးထဲမှာလောဘဖြစ်ရင်အဲဒီလောဘမဖြစ်အောင်ထိဒေါသဖြစ်လာတယ်ဆိုဒေါသမဖြစ်အောင်ထိအိတ်ချင်စိတ်တွေဖြစ်လာရင်အိတ်ချင်စိတ်တွေကိုဖယ်ရှားအလင်းရောင်နဲ့ပွားအိတ်ချင်စိတ်ပေါလို့ရှိရင်နော်အိတ်ချင်စိတ်ပေါလို့ရှိရင်မျက်လုံးကိုပြူးနေအောင်ကြည့်လက်တွေကိုပုတ်အဲ့မရရင်ယန္တထသိနေအလင်းရောင်ကိုကြည့်အမောင်နဲ့မနေနဲ့အငိုက်ဖြောင်နေသေးရှိတယ်နော်နောက်ဥဒိစ္စကုက္ကုစ္စအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကပြန်လွင်နေတယ်စိတ်ပူပန်နေတယ်ဆိုရင်အဲ့ဒါဖဲတန်တရားတွေရှိတယ်ဆိုရင်တန်တရားပြောင်းအောင်လုပ်ပြီးတော့အဲ့ဒီနိဝရဏတရားတွေကိုကိုယ်ရှင်းထုတ်ပြီးတော့နေရမယ်။ဘာနဲ့နေရမှာတော့ဆိုသမထကျင့်စဉ်တစ်ခုကျင့်ပြီးတော့တမာတိကျင့်စဉ်ကိုကျင့်ပြီးတော့နိဝရဏတရားတွေကိုရှင်းထုတ်လိုက်တဲ့။ဒါစိတ်ညစ်ရပြီးတရားစာထုတ်တာအဲ့ဒီကျမှတရားစာအထုတ်။ဒါမြတ်စွာဘုရားလက်ထက်ကကျင့်စဉ်ပဲနော်။အဲ့ဒီလိုနိဝရဏတရားတွေကိုဖယ်ပြီးစိတ်ရဲ့အညစ်အကြေးတွေကင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီကာမဂုဏ်အာယုန်တွေကဝေးကွာခြင်းကြောင့်ရရှိလာတဲ့နှစ်သက်ခြင်းချမ်းသာခြင်းပိဋိဖြစ်ခြင်းစိတ်ချမ်းသာခြင်းဆိုတာနဲ့လွန်မိုးနေတဲ့ပထမဇန်ဆိုတာကိုရရှိလာမယ်။တမာရီကောင်းလာလို့ရှိရင်အာယုန်တစ်ခုကိုစူးစိုက်ရှုနေတာကိုဇန်လို့ပြောတာနော်ဆန်းလို့ပြောတာအဲ့ပထမဇာမှာခုနကောင်းကောင်းအာယုန်နေတယ်လေဝါသွားပြီမရှိတော့ဘူးအချင်းစိတ်လည်းမရှိဘူးဘာမှမရှိတော့ဘဲနဲ့ဒီအာယုန်လေးပေါ်မှာဆွဲမြဲသွားပြီဆိုတဲ့ခါအဲ့ပထမဇာအဆင့်အဲ့ဒီကနေပြီးတော့ဝိတက်ဝိစာရဆိုတဲ့အတွေးစိတ်တွေကိုဖယ်ပလိုက်ဖယ်ပြီးတော့ကိုယ်စိတ်ထဲမှာကြည်နူးပြီးတော့ပိဋိဒုက္ခနဲ့ပဲနေတဲ့ဒုတိယဇာကိုရတခါအဲ့ဒီပိဋိဆိုတာတမာရီရဲ့အနောက်ဆက်ဖြစ်လို့ပိဋိကိုဖယ်လိုက်တဲ့အခါကျတော့ဒုက္ခနဲ့ဧကဂတဒုက္ခရဲ့စိတ်တည်ငြိမ်မှုတမာရီရဲ့အဲ့ဒီနှစ်ခုနဲ့နေတာကျတော့နော်တတိယဆံလို့ခေါ်တယ်တခါဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဥပေက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးသောမနတဒေါမနတဆိုတာတွေလည်းစိတ်ပူပန်မှုတွေလည်းမရှိဘူးဥပေက္ခဆိုတာလေးတစ်ခုပဲရှိတယ်အဲ့ဒီအမတမစင်ကြယ်ပြီးတော့တမာတိဆိုဟန်ကောင်းသွားတဲ့သရုတ်ထဆရာကိုရောက်တယ်ဒါဆန်းစင်းစင်နိဝရဏတွေရှင်းပြီးတော့ဆန်းစင်းစင်တက်သွားလို့ပြောလိုက်ဒါအလုံးဟာ9ဆင့်ပေါ့ဆန်းအဆင့်ကိုတစ်ခုတည်းယူရင်9ဆင့်ဆန်းအဆင့်ကို4ဆင့်ယူမယ်ဆိုလို့ရှိရင်တော့9ဆင့်ဖြစ်သွားဟိုတင်းပေါ့6ဆင့်ကနေပြီးတော့တက်လာတာနော်6ဆင့်ဆို10ဆင့်ဖြစ်သွားတာပေါ့ဆန်းတစ်ဆင့်စီသွားလိုက်အဲ့ဒီမှာရသော်ဗျာကအဲ့လိုသရုတ်ထဇံထီအောင်ချင့်ခိုင်းပြီးတော့ဘာအမရှိတော့ဆိုအဲ့ဒီမှာတဲ့တမာရီတွေကောင်းသွားပြီးတော့တချို့ယဟန်တွေကရတ္တမေရတ္ထဖို့ထီအောင်မရောက်သေးဘူးဒါပေမဲ့အဲ့ဒါကိုမျောလင့်ပြီးတော့
ကြိုးစားအထောက်နေကြတယ်အဲ့ဒါတခုတချို့ပုဂ္ဂိုလ်တွေကတော့တဲ့အာသောတရားတွေကုန်ပြီးတော့ယဟန္တာအဖြစ်ရောက်သွားကြပြီတဲ့ဒီလိုကျင့်တာနဲ့အဲ့တော့ဒီနေရာမှာခွဲလိုက်တာတချို့ပုဂ္ဂိုလ်တွေကသောတာပန်တဂရကအနာကအဆင့်နဲ့နေကြတယ်ချို့ပုဂ္ဂိုလ်တွေကတော့ယဟန္တာအဆင့်ထိရောက်သွားအဲ့ဒီလိုရောက်သွားလို့ရှိရင်ဒီဆံကျင့်စဉ်တွေဟာမျက်မှောက်ဘဝမှာချမ်းသာစွာနေဖို့နဲ့တတိတံပစညာအလုံးအဖြစ်တယ်ယန္တာဖြစ်လဲဒီဆံနေနဲ့နေတာသောတာပန်တဂရကအနာဂတ်မှာလည်းဒါတွေနဲ့ပဲနေတယ်အဲ့ဒါမှစိတ်ထဲမှာအနှောက်အယှက်ကင်းတာမန်နေလို့ရှိရင်တော့ပြောစရာဆိုစရာတွေရှိနေမှာပဲလေလူကအာယုန်နေနဲ့နေလို့ကတော့အာယုန်နောက်နေမှာပဲစိတ်ကမပါတော့အာယုန်ကတော့နောက်တာမျက်စိထဲမှာရှုပ်နေမှာအခုလိုစံအာယုံကမ္ဘာအာယုံနဲ့နေလိုက်လို့ရှိရင်မျက်မှောက်ဘဝမှာချမ်းသာသာနေရတာဖြစ်တယ်လို့အဲ့ဒီစံအထိအောင်ပုံနာကြီးနားလဲသလောက်အဲ့လိုရှင်းပြလိုက်တော့ထို့မှာဒီလိုချင်းစင်နေဆင်းစင်သွားတာယဟန်ဘဝမှာဒီတိုင်းတက်သွားတာလို့ဆိုတော့အဲ့ဒီမှာဟိုသင်္ချာဆရာကြီးကသက်စွာပြောလျှောက်တယ်အရှင်ကောရမတဲ့အရှင်ဘုရားရဲ့တပည့်တွေကိုအခုလိုဆုံးမသွန်သင်ပြီးတော့ပေးတဲ့အခါမှာတဲ့အားလုံးဟာနိဗ္ဗာန်ဆိုတဲ့အဆင့်အစ္ဆန္ဒနိဋ္ဌံနိဗ္ဗာန်လမ်းဆုံးပန်းတိုင်ကိုရောက်သွားကြလားတဲ့အချို့ကတော့မဟုတ်အချို့ကမရောက်ဘူးတချို့ကရောက်တယ်တချို့ရောက်တချို့ကမရောက်ဘူးလို့ဖြစ်သလားဆိုတော့မြတ်စွာဘုရားကဖြေတယ်အဲ့ဒီမိကုံငါရဲ့တပည့်တွေဟာတဲ့ငါဒီလိုဆုံးမတာတချို့ကနိဗ္ဗာန်ရောက်သွားတယ်တချို့ကမရောက်ဘူးတဲ့ဘယ်အကုန်လုံးတော့ရနော်အဲ့တော့တချို့ကရောက်တယ်တဲ့လမ်းဆုံးမနဲ့ရောက်တယ်ငါပေးတဲ့လမ်းစဉ်အတိုင်းလုပ်တာတချို့ကလမ်းဆုံးထီအောင်ရောက်တယ်တချို့ကမရောက်ဘူးတဲ့ဆိုတော့သူကထပ်မေးတယ်ရှင်ဘုရားတချို့ကအရှင်ဂေါရမနိဗ္ဗာန်ဆိုတာလေအရှင်ကောရမပြောတဲ့ပန်းတိုင်ကြီးကလည်းရှိတယ်အဲ့ဒီပန်းတိုင်ကြီးကိုသွားတဲ့လမ်းစဉ်ကလည်းရှိတယ်ဆုံးမလမ်းညွှန်ပေးမဲ့အရှင်ကောရမလည်းရှိတယ်သုံးခုစလုံးနော်ဆုံးမလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းလည်းရှိတယ်နိဗ္ဗာန်လည်းရှိတယ်အဲ့ဒီလိုဖြစ်ပါရဲ့တန်နဲ့တချို့ကရောက်တယ်တချို့ကမရောက်ဘူးလို့ဘာလို့ဖြစ်တာလဲထပ်မေးပြန်အဲ့ဒီမှာမြတ်စွာဘုရားအေးမင်းဒီလိုမေးလို့ရှိရင်ဒီမေးခွန်းနဲ့ပတ်သက်ပြီးမင်းငါပြန်မေးမယ်ငါပြန်မေးမယ်မင်းကြိုက်တယ်လို့ဖြေတဲ့မင်းဟာရာဇဂုမြို့ပင်ကသွားတယ်ဆိုတာကိုနော်ရာဇဂုမြို့ तू ကရာဇဂုဘက်ကလာတယ်လို့ဆိုရာဇဂုမြို့ပင်ကသွားတယ်ဆိုတာရာဇဂုလမ်းညွှန်တဲ့နေရာမှာမင်းကျွမ်းကျင်နေမဟုတ်လားကျွမ်းကျင်ပါဟုတ်တယ်အေးအဲ့ဒါဆိုရင်လူတယောက်ကမင်းလမ်းမေးလိုက်မယ်ရာဇဂုဘေးကသွားတော့အဲ့လိုမေးတဲ့ကမင်းကဘယ်လမ်းသွားတမ်းမှာဖတ်တွေ့လိမ့်မယ်ဒီနေ့ဆက်သွားဆိုတာဒီမင်းလမ်းပြလိုက်မယ်တဲ့လမ်းညွှန်တဲ့အခါမှာသူကစနစ်တကျလမ်းညွှန်နေရှိတယ်မသွားရမယ့်လမ်းကိုအရင်ပြောရတယ်သွားရတဲ့လမ်းကိုတော့အဲ့မှာမင်းလမ်းနဲ့တွေ့လိမ့်မယ်ရဘက်ကိုမလိုက်နဲ့ဘယ်ဘက်ကိုလိုက်ဟောအဲ့ဒါမျိုးပေါ့မလိုက်နဲ့ဆိုတာကိုအရင်ပြောလမ်းညွှန်တဲ့လူတွေရဲ့ထုံးစံအဲ့လိုလမ်းညွှန်လိုက်တဲ့အခါမှာတဲ့တချို့ကပြောင်းပြန်သွားတယ်အဲ့လမ်းညွှန်တိုင်းမသွားဘဲနဲ့ပြောင်းပြန်သွားတယ်အဲ့ဒီလူဟာရောက်ပါမလားအေးနောက်တစ်ယောက်ကတော့မင်းလမ်းညွှန်တဲ့အတိုင်းသွားတယ်သူကတော့ရာဇဂုမြို့ရှော့ရောက်သွားတယ်မရောက်တဲ့လူရောက်တဲ့လူနှစ်ခုရှိတယ်ဒီနေရာမှာစဉ်းစားကြည့်ဖတ်ချောင်းတယ်ရာဇဂုမြို့ကြီးလည်းရှိတယ်ရာဇဂုမြို့သွားတဲ့လမ်းလည်းရှိတယ်မင်းတို့ကောင်းကောင်းလမ်းညွှန်တဲ့လူလည်းရှိတယ်ဘာဖြစ်လို့ဟိုတယောက်ကရောက်ပြီးတော့ဟိုတယောက်ကဘာလို့မရောက်တာလဲညွှန်တဲ့လမ်းမသွားဘူးသုံးဖို့နောက်ပြန်သွားတယ်အဲ့လူကမရောက်ဘူးဟိုလူကတော့ရောက်တော့အဲ့တော့သူကဘာဖြေတော့ဆိုအရှင်ဂေါတမတဲ့ကျွန်ုပ်ကလမ်းညွှန်တဲ့လူသားဖြစ်တယ်တဲ့ကျွန်ုပ်ပြောတဲ့အတိုင်းမသွားရင်ဘယ်ရောက်ပါမလို့
အဲ့ဒီတိုင်ပေါ့နိဗ္ဗာန်ဆိုတာလည်းရှိတယ်နိဗ္ဗာန်သွားတယ်လမ်းဆိုတာလည်းရှိတယ်ငါလည်းရှိနေတယ်လမ်းညွှန်တဲ့ပုဂ္ဂိုလ်ရှိနေငါလမ်းညွှန်တဲ့တိုင်မသွားရင်ဘယ်ရောက်မလဲငါလမ်းညွှန်တဲ့တိုင်သွားမှရောက်မှာပေါ့လို့ဆိုပြဖြေတယ်အဲ့ဒီဥပမာနဲ့ဖြေအဲ့ဒီမှာပုံနာရက်တော့ပေါက်သွားပြီရှင်ဂေါရမတဲ့လောကစာပုဂ္ဂိုလ်မျိုးမျိုးရှိတယ်ဘုန်းကြီးဝတ်လာတဲ့ပုဂ္ဂိုလ်ရမျိုးမျိုးရှိတယ်တချို့ကအတ္တတာရှုံကြည်ချက်မရှိဘူးယုံကြည်ပြီးတော့ဝတ်ထားတာမဟုတ်ဘူးသာသနာအလုပ်တွေပေါ်မှာယုံကြည်ပြီးတော့နိဗ္ဗာန်ကိုဆုံးဖြတ်ယုံကြည်တဲ့စိတ်နဲ့ဝတ်ထားမဟုတ်ဘူးအတ္တတာယုံကြည်ချက်မရှိကြဘူးစီဝိကတ္ထာအသက်မွေးဝမ်းဆောင်ချောင်းမှုအစားချောင်းလို့ဘုန်းကြီးဝတ်လာတယ်နတ္တတကာရသမနာဂရိယမှာဖြစ်တယ်တကယ်ယုံကြည်လို့ဘုန်းကြီးဝတ်တာမဟုတ်ဘူးတဲ့နော်ယုံကြည်လို့ဘုန်းကြီးတထာစိတ်ဓာတ်ကလည်းမယိုးဖြောင်ဘူးမာယာဝီနောလက်စားတတ်တယ်ကေတပီနောခောက်ချစ်ကြတယ်ဥဒ္ဒတာစိတ်ကလည်းတည်ငြိမ်မှုမရှိဘူးအုံနလားမာနဤတစ်ခွဲသားနဲ့နေကြတယ်စပလာဘောချောနေကြတယ်မုခရာနှုတ်ချမ်းနေစကားပြောချမ်းတယ်ကောင်းနှုတ်ကိုမထိန်ဘူးဝိကိဏဝါစာနော်ဘယံမရပြောတတ်တယ်အိန္ဒြိယသူအကုဋ္ဌထွာတာအိန္ဒြိယကိုမထိန်သိမ့်ဘူးဘောဇနိအမတ္တိညုနောအစားစာနဲ့ပတ်သက်ပြီးတော့အသိပညာမရှိဘူးသာဂရိယအနနုယုတ်တာနိုးကြတက်ကြွပြီးတော့ကြိုးစားမှုမရှိဘူးသာမင်းကြီးနပိခအောင်ရဟန်းတရားနဲ့ပတ်သက်ပြီးတော့ခီးမဆိုင်ဘူးသိက္ခာယသနဒိဗ္ဗခါရောကိုကျင့်သိက္ခာနဲ့ပတ်သက်ပြီးတော့အလေးနဲ့မထားဘူးဘာဟုလိကာနော်ပစ္စည်းလည်းပါပေါ်အောင်လုပ်တယ်သာထလိကာကျင့်ရမယ့်တရားကိုရှော့ပေါ့နေတယ်ပေါ့ရောနေတယ်ဥက္ကမနေပုပ္ပင်ကမှာဘယ်တော့ဖြစ်ဖြစ်စိကံပိုင်းမှာလိုက်နာဖို့မလုပ်ဘူးချောင်းချောင်းနေတယ်နော်ပဝိဝိကေနိခိတတုရာလွတ်လပ်နဲ့ယန္တရားအထုတ်ဖို့ဆိုတဲ့ကိစ္စတွေမှာသူကလုံးဝကြိုးစားအထုတ်မှုမရှိဘူးကုသီတာပြင်းတယ်ဟိနဝိရိယကြိုးစားအထုတ်မှုလုံးဝမရှိဘူးမௌဒ္ဒတတိနောတတိလည်းမရှိဘူးအတ္တဇာနာပညာစုဝေလာဝေအတ္တဝဟိတာတဘာတွေလည်းမရှိဘူးဝိပန္ဒစိတ်ကလည်းပဲဟိုရောက်လိုက်ဒီရောက်လိုက်နဲ့တည်ငြိမ်မှုမရှိဘူးဒုပညာအသိပညာလည်းမရှိအေလမုခအထုံထိုင်းစကားပြောရင်လည်းမမှန်မကန်နေပြောကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမဟာပေါင်းသင်းဆက်ဆံမှုမပြုဘူးဆိုတာထင်ရှားတယ်ပေါ့ဆိုလိုတာကတော့အရေးချင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုရသော်ဗျာထည့်မတွက်ဘူးနော်ရှေးပဏ္ဏတေကုလပုဒ္ဒါတချို့မြေကောင်းသားတွေကတတ္တာယုံကြည်ခြင်းရှိကြတယ်ယုံကြည်ပြီးတော့ပပ္ပစိတာရံဖြစ်လာကြတယ်အတ္တထာကောက်ကျင့်မှုမရှိကြဘူးအမာယဝိနောမလဲစားဘူးအခိတပိနောစင်လဲမှုတွေမရှိကြဘူးအနုဒ္ဒတာစိတ်ဓာတ်တည်ငြိမ်ကြတယ်အနုလားမာနမရှိကြဘူးအစပလာကိုတတ္တနဲ့မနေကြဘူးအမုခရာနှုတ်ကဗယံမရာနှုတ်ချမ်းမှုမရှိကြဘူးအဝိကိဏဝါစာဘယံမရာစကားပြောတာမရှိဘူးအိန္ဒြိယသူကုဋ္ဌတော်ရတာအိန္ဒြိယတွေကိုမှထိမ့်သိမ်းစောကြောက်ကြတယ်ဘောဇနိမတ္တညုတာအစားစားနဲ့ပတ်သက်ပြီးတော့အသိပညာရှိကြတယ်သာဂရိယအနုယုတ်တာနိုးကြတက်ကြွစွာကမ္မထံတရားအထုတ်ကြတယ်သာမင်းကြီးပိခမှာရှမ်းဘဝရံဖြစ်ရခြင်းအကျိုးပေါ်မှာအမြဲတမ်းမျှော်လင့်ပြီးတော့နေကြတယ်သိက္ခာယတိဗ္ဗကတော့ကိုကျင့်ရမယ့်အကျင့်တရားပေါ်မှာအလေးနဲ့ထားကြနဘဟုလိကပစ္စည်းလေးပါပေါ်မြောက်အောင်ဘယ်တော့မှမလုပ်ဘူးနတတလိကရှော့ပေါ့စီကံဥပဒေကိုရောရဲမလုပ်ဘူးဥက္ကမနေနိခိတထူတာဆိုပေါ်ရောနေတဲ့ပုံမှာလုံးဝခီးမဆိုင်ဘူးနော်
ဘာဝိဝေကေပုဂ္ဂင်ကမှာကင်းကွာလွတ်လပ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုပေါ်မှာကြိုးစားအထောက်မှုရှိကြတယ်အရဒဝိရိယထက်သန်ကြတယ်ပဟိတတနိဗ္ဗာန်ကိုစေလွတ်ထားပြီးအသက်နဲ့ခန္ဓာကိုမငဲ့ပဲနဲ့နိဗ္ဗာန်ကိုဥတည်ချက်ထားကြတယ်ဥပဋိတတတိနောတတိမြဲကြတယ်သမ္ပဇာနာဆင်ញံတော်တရားရှိတယ်သမာဟိတာဧကယစိတ်တာစိတ်တည်ငြိမ်မှုတွေရှိကြတယ်ပညာဝန္တော်အသိပညာရှိကြတယ်အနေလမုခာထုံအာကြီးတွေမဟုတ်ကြဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမကအတူနေတာကိုပြောတယ်ဆိုပြီးတော့အဲ့သင်္ချာဆရာကြီးကလျှောက်တယ်အရှင်ဂေါရမဥပမာမယ်အမြင့်နန္တာတွေထဲမှာကရမေအမြင့်ဟာအကောင်းဆုံးဖြစ်တယ်အမြင့်နန္တာတွေထဲမှာကရမေရဲ့အမြင့်ရဲ့အနတ်အကောင်းဆုံးပဲအနှစ်အရသာတွေထဲမှာစန္ဒကူလောဟိတစန္ဒကူနီရဲ့အနှစ်အနတ်ဟာအကောင်းဆုံးပဲအပွင့်ကဖြစ်တဲ့အနတ်တွေထဲမှာတဲ့မြတ်လေးပါးနတ်ကအကောင်းဆုံးပဲအဲ့ဒါလိုပဲတဲ့ဒီကနေ့ခေတ်ပေါ်တရားတွေထဲမှာအရှင်ဂေါရမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဒါသူပြောတာနော်ရှင်ဂေါရမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဆိုပြီးတော့အဘိက္ခဏဘောဂေါရမအဘိက္ခဏဘောဂေါရမရှင်ဂေါရမရှင်းပြတာနှစ်သက်ကျင့်စရာကောင်းလာပါတယ်တဲ့ရှင်ဂေါရမရှင်းပြတာဟာမှောက်ထားတဲ့အရာကိုလမ်းလိုက်တယ်လို့ဖုံးကွယ်ထားတဲ့အရာကိုဖွင့်ပြလိုက်တယ်လို့လမ်းမနေတဲ့ပုဂ္ဂိုလ်ကိုလမ်းညွှန်လိုက်တယ်လို့အမောင်ထဲမှာစီမီထွန်းပေးလိုက်တယ်လို့အကုန်လုံးရှင်းကနေလင်းကနေဖြစ်သွားလို့အရှင်ဂေါရမဒီတိုင်းပဲရှင်ဂေါရမဟာရှင်းလင်းဖြစ်အောင်နဲ့တရားကိုရှင်းပြခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ဟာရှင်ဂေါရမကိုတရားတန်ခါနဲ့အတူတူကရှင်ဂေါရမကိုစိတ်ကပ်ပါတယ်ဒီကနေ့ကစပြီးရှင်ဂေါရမရဲ့ဥပဒကအဖြစ်အတိမပြုတော်မူပါလို့ဒီသုတ်တံမှာအဲ့ဒါနဲ့ဆုံးသက်ထားတာဖြစ်တယ်နော်အဲ့တော့ဒီသုတ်တံမှာမှတ်သားစရာကောင်းတာတော့သူမေလို့မြတ်စွာဘုရားဖြေတာပဲဘုရားဘာသာရဲ့လမ်းစဉ်ရဟန်းဘဝရောက်ရှိလာပြီဆိုရင်ဒီလမ်းစဉ်နဲ့သွားဘသူပဲဖြစ်ဒီလမ်းစဉ်နဲ့သွားတာအဲ့ဒီလမ်းကြောင်းကြီးဟာတိတိကျကျတိတိကျကျရှိတယ်အဲ့တိတိကျကျရှိတဲ့လမ်းကြောင်းတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတာဒီသုတ်တံမှာရှင်းရှင်းကြီးဖော်ပြထားတာဖြစ်လို့တရားချက်ကသူတော်စင်ပြိဿပေါင်းတော့မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ကျင့်စဉ်တွေဟာအထင်ရှားရှိနေသည့်အတွက်ကြောင့်သူတို့တွေလမ်းဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုရင်ဒီလမ်းကြောင်းအတိုင်းမလွဲမသွေလိုက်နာကျင့်သုံးကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖရာတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုပြုသိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဝဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အား
ကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံခြင်းဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း